ပတ်တန်းအနေနဲ့ဆိုရင်အခု28နှစ်လောက်ရှိပြီဒီပြန်ဆိုင်တဲ့ဟာတွေကလွန်လင့်တကူပဲလှုပ်လိုက်တာပေါ့နော်ခုတ်ပုံးဆိုတော့အဆင်ပြေတယ်တက်တာတယ်ကုန်ကြစေးဝဲကြတယ်အခုကခုတ်ပုံးတွေလည်းယာသူမကောင်းရင်အဆင်မပြေဘူးနောက်ကျရင်တော့အပင်တွေကအဆောက်အဦယာတီမီအောင်မဆိုင်နိုင်တော့ဘူးပေါ့အထွက်နှုံးတွေလည်းကျချင်းတယ်ရှေးပို့သုံးရတယ်ပိုးသက်ရှေးယောဂကာကွယ်ရှေးပို့သုံးရတယ်ပေါ့နောက်မြေတွေကလည်းအခုသုံးထားတဲ့ဓာတ်မြေဩဇာတွေကတဖြည်းဖြည်းတက်ကျွင်းနေအခုပေါင်းသားဆေးတို့ဘာလို့ကသုံးလာတဲ့အခါကျဒီကတဖြည်းဖြည်းနဲ့အချိန်မဲ့ရလာတဲ့အခါကျတော့ပဲမတ်ပဲရတဖြည်းဖြည်းနဲ့အခုကြော့လာပြီးပဲနေစေးတွေပဲပြန်လက်လာတယ်လောအားကလည်းမြင့်လာတယ်ဟောပွားလာပြီးတော့အခုကုန်ကြစိတ်ပိုများတယ်ဒီနေ့အတိုင်းတာဆိုဆေးဘိုးတော့မပေးနိုင်တဲ့လူအများကြီးရှိတယ်ဆေးဘိုးမဟုတ်နှုတ်ခသာလောက်ပဲရတဲ့လူအများကြီးပဲအဲ့ခါကျတော့ပြန်ဖြည့်ရှင်းဖို့ဆိုတာတောင်သူတွေကနောက်ပိတ်ဆုံးရှိတာကိုရောင်းမရောင်းရင်ပေါင်ဒါမှလည်းဖြည့်ရှင်းလို့ရတဲ့အနေအထားပဲရှိတယ်ဘယ်ဟာခါတိုင်းတို့စိုက်လာတဲ့ဒီနေ့ပိုကောင်းလာတော့မဟုတ်ပိုဆုပ်လာစတော့တို့မငားဘူးပေါ့ထုံတာရက်တာတော့မငားဘူးနောက်ကြတော့အလုတ်သမားတွေငားရတယ်အလုတ်သမားတွေငား1000ရတယ်လို့2000လည်းပေးရတယ်အဲ့ဒါအခုကျတော့ခေါ်လို့မရကြဘူးလုပ်တွေရတော့လူတွေကလည်းဆုံနေကြတာပေါ့တို့ပဲပေါ်တဲ့အချိန်မှာလည်းပွဲယုံတွေကလည်းတို့ပေးတယ်မကြိုက်ဘူးနော်ပဲတွေကလည်းထွက်တာလည်းမကောင်းဘူးပေါ့ပဲတွေအခုလည်းတို့ကလေးတွေတဲ့ကျောင်းဖို့အကြောင်းစရိတ်နဲ့တော့မကာမိပါဘူးတို့သုံးရတာပဲရောင်းတဲ့ပတ်စံနဲ့ကုန်စည်လုံးတက်တာနဲ့သုံးရတာလည်းမကာမိပါဘူးအဲဒါကိုကလည်းကိုပဲဒီလိုပဲစူးစမ်းပြီးတော့ဆန့်ကျင်ပြီးတော့စားရတာပေါ့ပဲလေးရလိုက်ဈေးနှုန်းလေးရဒီလိုပဲချွတ်တာရဲ့စားနေရတာပေါ့မလုံလောက်ပြီမဲ့ဒီလိုပဲကြိုးကြံနဲ့အဲဒီလိုပဲစားနေရတာခက်ခဲလောင်စီတွေကတော့အကုန်လုံးဝယ်လို့မရဘူးတဲ့တိုးပြီးတော့ဝယ်ရတယ်ဈေးကြီးပေးပြီးတော့ဝယ်ရတယ်ဒီဓာတ်စီတွေရောဒီစီတွေပေါ့အဲ့ဒီလိုဝယ်ရတာပေါ့နော်တော်တော်လေးကိုခက်ခဲနေပါတယ်ဆန်တွေလည်းဈေးတက်လာတယ်စီတွေလည်းဈေးတက်လာတယ်အကုန်ဈေးတက်လာတယ်ငရုတ်ကြီးစီစားအကုန်ပေါ့ဈေးတက်လာတယ်ပဲကတော့ဒီနေ့ကတော့မကောင်းဒီနေ့ကတော့ဒီနေဧကတော့မှတအိတ်တော့မရဘူးလူငယ်တွေကတော့တော်တော်နည်းပါတယ်ဒီစိုက်ပျိုးရေးပေါ်မှာလောက်ကင်တဲ့လူကတော့နည်းတယ်တချို့ဆိုလို့ရှိရင်ဒါနိုင်ငံသားတွေတွားကြတယ်ပေါ့ဒီမှာမရှိသလောက်ဖြစ်နေပြီပေါ့ပဲကျဲတဲ့အချိန်မှာလည်းမိုးတွေကများတော့ပဲအပင်တွေပေါက်ပြီးတော့မှရေနစ်ပြီးတော့သေတာတွေရှိတယ်ဒီပညာတွေတိုးတက်လာပေမဲ့လည်းတုံးနေရတဲ့ဆေးဝါးတွေနဲ့ကုန်စည်နှုန်းတွေနဲ့ကဒီလိုပဲထွက်ရင်တော့လည်းကြိုက်တယ်ပေါ့နော်နှစ်တိုင်းနဲ့ဆိုလို့ရှိရင်တော့ဒီဘက်တွေမှာ20အောက်ခံလောက်ထွက်တယ်တော်တော်ကြီးဆိုးတဲ့လေတောင်18တင်လောက်ထွက်တယ်ဒီနှစ်မှာကျတော့ပဲတွေကမကောင်းမိုးကလည်းအခုလိုရွာပဲနှုတ်သမားတွေမရတော့တော်တော်လေးအဆင်မပြေဖြစ်ကြတယ်ပေါ့ရေနံဈေးတွေတက်တဲ့အခါမျိုးမှာကျတခြားတွေဆိုရေနံဈေးတက်တာတော်သေးတယ်ရှာလို့ဝယ်လို့မရတဲ့အခါမျိုးတွေမှာစီပြတ်သွားတဲ့အခါမျိုးတွေမှာလည်းအခက်အခဲတွေကြုံရတယ်ဒီနေ့ကျုပ်ပဲအချိန်တွေကတော့အကောင်းကြီးလည်းမပါဘူးအဆိုးကြီးလည်းမပါဘူးဒါပေမဲ့ပဲကတော့တော်တော်ပြုပြင်လိုက်ရတယ်ဆေးပို့သုံးရတာပေါ့ရပ်ပတ်9ရက်တစ်ပတ်လောက်ကျွန်တော်တို့ဖြန်းပြီးတော့ပြုပြင်ရတယ်ကျွန်တော်ကတော့ဒီမိဘလက်ငုပ်လက်ရင်လည်းဖြစ်တော့လေဒီစိုက်ပျိုးရေးနဲ့ပဲအကောင်းတဲ့ကောင်းတော့ကြိုးစားလေ့လာပြီးတော့သွားမှာပေါ့ဒီလေဧကလည်း15 8ကလောက်ရှိတော့မိသားစုစာဝတ်နေရေးရလဲဒီပုံမှာပဲမိခိုနေရတော့ဒီလိုပဲအခက်အခဲတွေကြားနေရနေပြီးတော့ပဲဒီလိုရင်ဆိုင်တော့ဖြတ်တန်းသွားမှာပေါ့